စုံစည်းခြင်းကတိတ်လှတယ်လမ်းဆောင်မှာမိပွိုင်းဆောင်တဲ့အချိန်ကြာမှလမ်းတောင်ကအနှစ်သက်ဆုံးပေါင်မိုးဆိုင်မရှိတော့တာကိုတတိထားမိတယ်ဆိုင်ကနေကင်းကြောင်တောင်ပိတ်ထားပြီးတကားပေါ်မှာငားရန်ဆိုတဲ့စလုံးကြီးနှလုံးရေးထားတယ်။အော်အရသာရှိတဲ့ကြက်အုံးနဲ့ပေါင်မို့လေးမစားရတော့ဘူးပေါ့။ဆိုင်ရှိရစီမကျင်မနက်ရှောက်သွားလိုက်တယ်။ဆိုင်ကလူစီယာအရက်မှာတနာစရာတိတ်ဆိတ်နေတယ်လို့ဘဝတွေကထွက်ခွာသွားခြင်းတချို့ကအတန်မဲ့ပါတယ်။ကိုတတိမထားမိချိန်မှာသူကအဝေးကိုထွက်သွားခဲ့ပါပြီ။ဒါကြောင့်ဒီကနေ့မှာငါတို့အခမ်းအနားတစ်ခုလုပ်ကြရအောင်ထွက်ခွာဖို့ရွေးချယ်ထားတဲ့ထွက်ခွာသွားခြင်းလေးကိုနှုတ်ဆက်ရအောင်ကောင်းပါပြီသွားပါဘိုင်ဘိုင်ကိစ္စမရှိပါဘူးစုံစည်းရတာနဲ့တင်တိတ်လှနေခဲ့ပါပြီ